Hello ဒီနေ့ကတော့အပြင်မှာမိုးလဲရွာနေတော့အပြင်မသွားပြစ်ဖ ene အိမ်မှာစားကျင်တာလေးလှုပ်ရှားပြတဲ့နေ့တနေ့ပါအဝိရှော့ထားတာကိုဆောင်းရင်းနဲ့မဲလာဆက်ပြီးလိုက်ရိုက်ပါတယ်ရန်ကုန်ကလမ်းမတော်စီတီမန်နန်ဦးလေးတုတ်ကိုတရိယာလို့မြေပဲလက်ဖက်တုတ်တုတ်စားမှာဖြစ်ပါတယ်တလက်စားရဲနဲ့ဟိုတနေ့ကအမျိုးတွေအိမ်သွားလေတော့ပေးလိုက်တဲ့ဝက်သားကြောင်ရုပ်ကင်စားပါမယ်အာဘန်ထဲမှာထည့်ပြီးกินထားတဲ့အချိန်မှာလက်ဖက်တုတ်တုတ်ဖို့ပြင်ပါမယ်အရင်ဆုံးလက်ဖက်တုတ်ထဲကိုထည့်ဖို့ငနီတူကြောပါမယ်ပြီးရင်ဗီယက်နမ်ဆိုင်ရဝယ်လာတဲ့ရေခဲရိုက်ထားတဲ့မြေပဲပြုတ်ကို3မိနစ်လောက်ပြုတ်ပေးလိုက်ပါမယ်ပွက်လာပြီဆိုရင်မိပိတ်ပြီးအခုနေခွာထားပေးလိုက်ပါလက်ဖက်ကရှူရှဲလက်ဖက်ကိုတုံးလို့လည်းရပါတယ်အိမ်မှာရှူရှဲလက်ဖက်ကတစ်ထုပ်ပဲရှိလို့အညွန့်နှစ်ကိုထောင်းလိုက်ပါတယ်ပြီးရင်လိုအပ်တဲ့ပစ္စည်းလေးတွေကိုပြင်ထားလိုက်ပါငနီတူရဲ့မြေပဲပြုတ်ရဲ့ငရုတ်သီးစိမ်းရဲ့ကြက်သွန်ပြူရဲ့တံမြာသီးရဲ့ဆားဟင်းညုံမုံကိုလိုတလိုထည့်ပြီးတော့စီလေးထည့်ပြီးတော့မှွေပေးလိုက်ပါတံမြာသီးမရှိလို့တံမြာရည်ပဲထည့်လိုက်ပါတယ်တကယ်တော့ပြောင်းမှုပြုတ်လေးထည့်ရပါတယ်ကျွန်တော်ကပြောင်းမှုပြုတ်မေ့သွားလို့ဒီတိုင်းလေးပဲတုပ်လိုက်ပါတယ်ခုနကกินထားတဲ့ဝက်သားကြောက်လည်းကြက်နေပါပြီအခုလိုမျိုးလေးမှွားပြီးသွားလို့ရှိရင်စီစမ်းတမ်းများရေးဆန်းပြီးတော့မှွေပေးထားလိုက်ပါမယ်။မှွေပြီးရင်တနေ့နဲ့စားလို့မကုန်တာမလို့ဘူးလေးထည့်ပြီးတင်ထားလိုက်ပါမယ်။ပိုက်လေးရမ်းစားနေပြီဆိုတော့စားလိုက်ပါအောင်မယ်။လက်ဖက်တုပ်လို့ပြောမယ်စားငနီတူတုပ်လို့ပြောလို့ရှိရင်တော့ပုံမှန်နေပေါ့နော်။ချင်းချင်းဆက်ဆက်လေးမလို့ထမင်းနဲ့စားရင်အရန်ကိုလိုက်ဖက်ပါတယ်။ရင်းနှွေးချမ်းလေးနဲ့ပါအတူတူတောက်လို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းမှာမလို့လိုက်လို့စားကြည့်ကြနော်။ဘိုင်ဘိုင်